အစားအစာဆိုရင်လည်းကျွန်းပေါ်မှာဘာမှမရှိပဲငတ်မွတ်တဲ့ဒုက္ခကိုနှစ်ပေါင်းများစွာခံစားနေခဲ့ရတာပါ။တနေ့မှာတော့ကျွန်တော်တို့ဂေါတနဘုရားရှင်လက်ထက်ကကုန်သည်900တင်ဆောင်လာတဲ့သင်္ဘောတစ်စင်းဟာလမ်းမပြီးဒီကျွန်းနားကိုရောက်လာပါတယ်။ကုန်သည်တွေဟာကျွန်းပေါ်မှာလှပတဲ့အမျိုးသမီးတစ်ယောက်ကိုလှမ်းမြင်လိုက်ရတော့အံ့ဩသွားကြပါတယ်။ဒါပေမဲ့သူတို့အနားကိုကပ်ဖို့ကြိုးစားတဲ့အခါမှာတော့ပြိတ္တာမကအနားမလာကြပါနဲ့ကျမမှာအဝတ်စားမရှိလို့ရှက်လာပါတယ်လို့ပြောပါတယ်။ကုန်သည်တွေကတနာသွားပြီးငါတို့မှာပါလာတဲ့အဝတ်တွေကိုပေးပါမယ်ဒါကိုဝတ်ဆင်ပါလို့ပြောပြီးအဝတ်တွေကိုကမ်းပေးပါတယ်။ဒါပေမဲ့ထူးဆန်းတာကပြိတ္တာမဟာလူတွေပေးတဲ့အဝတ်ကိုဓာတ်ရိုက်ယူဝတ်လို့မရပါဘူး။လူသားတွေရဲ့အဝတ်ဟာပြိတ္တာဖြစ်တဲ့ကျမစီကိုဓာတ်ရိုက်မရောက်နိုင်ပါဘူးလို့သူမကရှင်းပြပါတယ်။သူမကနီလန်းတစ်ခုပေးပါတယ်။အကယ်၍သင်တို့ကျမကိုတကယ်သနာရင်ဒီအဝတ်တွေကိုတီလာရှိတဲ့ယဟန်တစ်ပါးကိုလှူဒန်းပေးပါ။ပြီးရင်ကျမကိုအမျှဝေပေးပါ။အဲ့ဒီလိုလုံးမှသာကျမအဝတ်အစားရရှိမှာပါလို့ပြောပါတယ်။ကုန်သည်တွေလည်းသူမပြောတဲ့အတိုင်းယဟန်တစ်ပါးကိုအဝတ်လှူပြီးအမျှဝေလိုက်တဲ့အခါမှာတော့မျက်စိတမိတ်အတွင်းမှာပဲပြိတ္တာမဟာနတ်ဝတ်နတ်စားတွေနဲ့တင့်တယ်တဲ့နတ်သမီးတစ်ပါးအဖြစ်ပြောင်းလဲသွားပြီးစီးစိမ်တွေခံစားခွင့်ရသွားပါတော့တယ်။ဒီဇလန်းကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ဘာသင်ခန်းစာရမလဲဆိုရင်ကံရဲ့အကျိုးပေးဟာအလွန်တိမ်မွေ့တယ်ဆိုတာပါပဲ။ခေလာဒီယာပြိတ္တာမဟာအတိတ်ကအလှပကိုဆွဲလန်းခဲ့လို့ရုပ်လာခဲ့ပေမဲ့သူတစ်ပါးကိုလောင်ပြောင်တာနဲ့မယိုမသေးပြုခဲ့တဲ့အကုသိုလ်ကြောင့်အဝိမဲ့တဲ့ဘဝကိုရောက်ခဲ့ရတာပါ။ဒါကြောင့်ကျွန်တော်တို့မှာရှိထားတဲ့ရုပ်ရည်ပညာဥစ္စာတွေကိုမာနတရားအဖြစ်အသုံးမချပဲအခြားသူတွေကိုကူညီဖို့နဲ့ကုသိုလ်တရားပွားများဖို့အသုံးချသင့်တယ်ဆိုတာတန်ဝေကြရစရာပါပဲဒီနေ့ပြောပြပေးခဲ့တဲ့ခေလာဒီယာပြိတ္တာမရဲ့ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးပါပြီ။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဓမ္မရသဇလန်းတွေကိုတင်ဆက်ပေးဦးမှာမို့စောင့်မျှော်နားဆင်ပေးကြပါဦးခေလာဒီယာပြိတ္တာမအလှမှန်ကြောင့်ဖြစ်ရတဲ့အဝိမဲ့ဘဝမင်္ဂလာပါခင်ဗျာကျွန်တော်တို့လူလောကမှာအလှပဆိုတာလူတိုင်းမမောကြတဲ့အရာပါဒါပေမဲ့မိမိရဲ့အလှပကိုအလွဲသုံးစားလုပ်ပြီးသူတစ်ပါးကိုနှိမ်ချတာဒါမှမဟုတ်အလှပအပေါ်မှာပဲအစွဲအလန်းကြီးလွန်းတာတွေကဘလို့ကြောက်စရာကောင်းတဲ့အကျိုးပေးမျိုးဖြစ်လာနိုင်မလဲဒီနေ့ကျွန်တော်ပြောပြပေးသွားမှာကတော့ဗုဒ္ဓဒေသနာတော်မှာပါရှိတဲ့ခေလာနီယာလို့အမည်ရတဲ့ပြိတ္တာမတဦးရဲ့အကြောင်းပါသူမဟာအပြင်ပန်းကြည့်ရင်နတ်သမီးတစ်ပါးလိုလှပလွန်းပေမဲ့သူမရဲ့ဘဝဟာအဝတ်တစ်ထည်မှမရှိဘဲအမြဲတမ်းရှက်ကြောက်ဆင်းရဲနေရတဲ့ထူးဆန်းတဲ့ကံကြမ္မာကိုပိုင်ဆိုင်ထားသူပါသူမဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲအတူတူနားဆင်ကြည့်ရအောင်ပါဒီဇလန်းဟာကတ္တပဘုရားရှင်လက်ထက်မှာစတင်ခဲ့တာပါဗာရာဏသီပြည်မှာအလွန်လှပတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့ပါတယ်။သူမဟာငွေကြေးချမ်းသာသလိုရုပ်ရည်ကလည်းနတ်သမီးတစ်မျှတင့်နေပါတယ်။ဒါပေမဲ့သူမမှာအားနည်းချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့မာနပါသူမဟာသူမရဲ့အလှပကိုအယမ်းကုန်ယူပြီးအခြားသူတွေကိုနှိမ်ချတတ်ပါတယ်။တနေ့မှာတော့သူမဟာကုန်သည်တွေနဲ့အတူပင်လယ်ခရီးကိုလှေနဲ့ထွက်ခွာခဲ့ပါတယ်။လေပေါ်မှာခရီးသွားနေရင်သူမဟာလှေသူကြီးနဲ့ကုန်သည်တွေကိုသူမရဲ့အလှနဲ့ဖျားယောင်တာမဖွဲမရာဆက်နှောက်တာတွေလုပ်ခဲ့ပါတယ်။အဆိုးဆုံးကတော့တီလာရှိတဲ့သူတွေယဟန်တန်ဃာတွေကိုမြင်တဲ့အခါမှာလည်းယိုသေးမှုမရှိဘဲလှောင်ပြောင်တာမယိုမသေးစကားတွေပြောဆိုခဲ့ပါတယ်။သူမဟာအလှပနဲ့ကာမဂုဏ်အပေါ်မှာပဲစိတ်ကိုနှစ်ထားပြီးကုသိုလ်တရားကိုမေ့လျော့နေခဲ့ပါတယ်။မကောင်းမှုကံဟာအချိန်တန်တော့အကျိုးပေးပါတော့တယ်။သူမကွယ်လွန်သွားတဲ့အခါမှာတော့နတ်ပြည်လည်းမရောက်ငရဲလည်းမကြပဲပင်လယ်ပြင်ထဲကကျွန်းတစ်ကျွန်းမှာပြိတ္တာမအဖြစ်လာရောက်ဖြစ်ရပါတယ်ဒီနေရာမှာထူးခြားတာကသူမရဲ့ရုပ်ရည်ပါသူမဟာပြိတ္တာမဆိုပေမဲ့ရုပ်ဆိုးအကြီးတန်းတာမျိုးမဟုတ်ပါဘူးနတ်သမီးတစ်ပါးလိုရွှေအစင်းရှိပြီးအလွန်တင့်နေပါတယ်ဒါပေမဲ့သူမမှာအဝတ်အစားလုံးဝမရှိပါဘူးကိုလုံးတီးဘဝနဲ့အမြဲတမ်းရှက်ကြောက်နေရပါတယ်။သူမမှာခြေဘဝအထိရှည်လျားတဲ့သပင်အနက်ရောင်ကြီးတွေရှိပါတယ်။အဲ့ဒီသပင်တွေနဲ့သူမရဲ့ခန္ဓာကိုယ်ကိုဖုံးကွယ်ဖို့ကြိုးစားပေမဲ့အကုသိုလ်ကံကြောင့်သပင်တွေကဖုံးကွယ်မပေးနိုင်ပဲလွင့်စင်နေပါတယ်